အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုမှာတော့လူတိုင်းအရန်ကြိုက်ကြတဲ့ကမွန်းချင်ရွက်ကိုပဲတောင်းရှိပစွန်စိတ်လေးနဲ့အရသာရှိရှိကြော်ပြပေးတော့မှာဖြစ်ပါရဲ့ရှင်ပါဝင်တဲ့ပစ္စည်းတွေကတော့ကမွန်းချင်ရွက်ပဲတောင်းရှိပစွန်စိတ်မြုပ်သီးစိတ်နဲ့စီတက်ဖို့ထောင်ထားတဲ့ကြက်သွန်နီကြက်သွန်ပြိုငရုတ်ကောင်မြုပ်သီးအစိမ့်မုတ်နှွေးတို့ပဲဖြတ်ပါရှင်အရင်ဦးဆုံးကမွန်းချင်ရွက်ကိုအနှင်းငယ်ကျင်းနေအောင်လို့ကတ်ချင်းနဲ့ညှပ်ပါမယ်နော်ပြီးရင်တော့ပဲတောင်းရှိကိုပြထားတဲ့အတိုင်းအတူလေးတွေဖြစ်အောင်ကက်ချင်းနဲ့ပဲထည့်ညှပ်ပါမယ်နော်ညိုသီးစိမ်းနောက်ကိုလည်းညှပ်ထားပါမယ်ရှင်ထုံးစံအတိုင်းပဲကြက်သွန်နီကြက်သွန်ပြိုငရုတ်ကောင်ငရုတ်သီးအစိမ့်မုံနဲ့စီတက်ပါမယ်ပြီးရင်တော့စိမ်းစားငပိအနေတော်လေးထည့်ပါမယ်ရှင်ပြီးပြီဆိုရင်ပစွန်စိတ်လေးတွေကိုထည့်ပါမယ်နော်နောက်ထပ်အနေနဲ့ညှက်ထားတဲ့ကမွန်းကျင်းတွေကိုထည့်ပါမယ်ရှင်ဟုတ်ကဲ့ပိုင်းထားတဲ့ငရုတ်သီးစိမ်းတွေကိုလည်းထည့်ပါမယ်ဒီကမွန်းချင်ရွက်ကြော်နီးလေးကတော့ကျမတို့အရန်ကြိုက်ကြတဲ့ချမောင်ကြော်ကြော်နီးနဲ့ခက်စစ်စင်ဖြစ်လို့ကြော်ရလည်းလွယ်ကူတယ်လို့ကုန်ကြစီလည်းတက်တာတဲ့အပြင်ကျင်ဆက်လေးနဲ့ထမင်းငိမ့်စီမဲ့ကမွန်းချင်ကြော်လေးပဲဖြတ်ပါရှင်ပြီးရင်တော့ပဲတောင်းရှိအတူလေးတွေကိုထည့်ပါမယ်နော်ရတာအတွက်ကတော့အသားမုံနဲ့စာကိုလူတက်လို့ထည့်ပါမယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ပစွန်စိမ့်နဲ့ပဲတောင်းရှိကိုကြက်အောင်ကြောပါမယ်နော်နောက်ဆုံးအနေကတော့ထုံးစံတိုင်းအနက်လေးပွေးနေအောင်လို့အပေါ်ကနေမဆလာလေးအုပ်ပါမယ်ဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့အရသာရှိပြီးတော့ပဲတောင်းရှင်နဲ့ကြော်ထားတဲ့ကမွန်းချင်ရဲ့ကြော်လေးရောက်ပါပြီနော်။ရှိရဲ့ဒီမျိုးစုံကိုချက်ပြပေးမှဖြစ်လို့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်ရှင်။
နောက်ဗီဒီယိုမှာလည်းဘယ်လိုအစားအစာနဲ့ဟင်းလျာတွေချက်ပြပေးရမလဲဆိုတာကိုကွန်မန့်မှာရေးထားပေးလို့ရပါတယ်နော်အဆုံးထိကြည့်ရှုပေးကြတဲ့တဦးတစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်